လွယ်လို့ရေးတဲ့စာ73ဒီစကားကိုပြောမှဖြစ်မယ်ထင်လို့ပါအဖေနားမှာမရှိတော့ကလေးကဘယ်ယောက်ျားကိုမှစိတ်ချလက်ချမချစ်ရဲတော့ဘူးစေကူဖို့အထီးလည်းမရောက်အခုထိလည်းမပြောက်သေးတဲ့စိတ်ဖြားနာမှုတစ်ခုပေါ့လေမအောင်မြင်တဲ့ချစ်ခဲ့ခြင်းတွေကကျမအတွက်အနာတရားဆိုတာထက်ဝေဝါးမှုတွေကိုပဲပိုဖြစ်စေတယ်။ဘာကြောင့်လဲလို့အဖြေရှာတိုင်းကျမရဲ့မြူတွေကိုပဲတွေ့ရတာများပါတယ်။အနားမှာရှိနေတာကိုပဲတနေ့ထွက်သွားမှာပါဆိုတဲ့အတွေးတွေနဲ့အကြောင်းတွေကိုကျမကပဲစခဲ့တယ်ထင်ပါတယ်။တိတ်နီးကပ်လွန်းလာရင်ကျမကြောက်လာရောချောင်းကျိုးချောင်းကြားကနေတိုးဝေးထွက်လာတဲ့လေအေးတွေလိုကျမကိုရိမ့်ရိုင်စေတော့တာပဲကိုလည်းတစိမ်းယောက်ျားတစ်ယောက်ရဲ့ချစ်မြတ်နိုးပွေရာအမျိုးသမီးဖြစ်မလာနိုင်ဘူးလို့ထင်နေရဲ့အမိုက်လိုဖြစ်သွားမလားဆိုတဲ့စိုးထိတ်မှုတွေမချစ်တော့ဘူးထင်ပါတယ်ဆိုတဲ့တိမ်ငယ်အတွေးတွေကိုကျမမတွေးချင်ဘူးဆက်ချစ်ပေးနိုင်ဖို့ကိုလည်းကျမထိမ့်မထားနိုင်ပြန်ဘူးကျမစိတ်နဲ့ခန္ဓာကိုချိုးခောက်ထည့်ထားဖို့လုံခြုံတဲ့အန်ဆွဲအကန့်လေးကိုရှာလို့မတွေ့နိုင်သေးဘူးဒါကျမရဲ့ယောဂပဲကျမရဲ့စိတ်မလုံခြုံမှုတစ်ခုပဲတပားသူကိုအထီးကိုက်မဖြစ်အောင်တတ်နိုင်သလောက်နေခဲ့ပေမဲ့ကျမကိုချစ်မြတ်နိုးခဲ့တဲ့ယောက်ျားတွေကတော့နာကျင်ခဲ့မယ်ထင်ပါတယ်ကျမရဲ့မလုံခြုံမှုစုတွေဟာသူတို့ကိုအနည်းချင်းတော်၎င်းတော်တော်များများတော်၎င်းစုခဲ့ပါလိမ့်မယ်ဘာဖြစ်တာလဲဆိုတဲ့နားမလည်မှုတစ်ခုကိုကျမလည်းရှင်းမပြနိုင်ခဲ့ပါဘူးကိုမထိန်နိုင်နဲ့ခဏပျောက်သွားတတ်လို့လက်ကိုလုံးဝမလွတ်ပါနဲ့လွတ်သွားခဲ့ရင်တော့လိုက်ရှာပါဆိုပြီးအချစ်ခံခြင်းနဲ့စိတ်ရောဂါအနှူစားကလည်းရှိနေတယ်။ချီနှောင်ထားခြင်းကိုမနှိမ့်မြို့လက်မှတ်ခံနိုင်တဲ့စိတ်အခြေအနေတစ်ခုကရှိနေတယ်။ဒီကြားကာလတွေထဲဝင်ရောက်လာတဲ့ယောက်ျားတစ်ယောက်ရဲ့နေရာထိုင်ခင်းမကျမှုကိုကျမအပြစ်မဖို့ပါဘူး။တကယ်တော့ကျမဘယ်ရောက်ဘယ်တော့မှခွေနေတွေ့အောင်ရှာဖို့တခါချစ်ဖို့အရေးပေါ်လိုက်ပြောက်လိုက်ဖြစ်နေတဲ့ကျမလက်ကိုဆွဲဖမ်းမိဖို့ဆိုတာမဖြစ်နိုင်ဘူးမဟုတ်လားအနည်းငယ်တော့တုံ့လုံးမိတာပေါ့လေကျမအချစ်ရေးကိုပေါ့လေကျမရဲ့ကံကြမ္မာကိုပေါ့လေနိုဝင်ဘာ28 2019ညကြီး